ဒီတဲ့ updation အကျွေးမဆက်ရှင်လို့ကြက်လိုက်တယ်ပုံထဲကအင်ကြီးအနီရောင်နဲ့အမျိုးသမီးကထင်ထားတဲ့ထက်အရန်ကြောက်ဖို့ကောင်းတယ်ဒီအဖြစ်ပြက်ကဒီနေ့3လပိုင်း17ရက်နေ့ထိုင်းနိုင်ငံအယုဒ္ဓယမှာဖြစ်သွားခဲ့တယ်တင်ကတော့ပြီးခဲ့တဲ့9ရက်နေ့ညတုန်းကလမ်းဘေးတနေရာမြောင်းထဲမှာသူများကပုံထဲကစင်ကဲကိုတွေ့တယ်စင်ကဲပိုင်ရှင်ကထိုင်းလူမျိုးဖြစ်တယ်ရှင်ဒါပေမဲ့အဲ့ဒီစင်ကဲကိုမောင်းနေတဲ့သူကမြန်မာလူမျိုးဖြစ်တယ်နာမည်စာစအသက်30ဆာဆာကတထေးရဲ့စင်ကဲကိုမောင်းတာရှင်ပြီးတော့အဲ့ဒီညကလေးကဆာဆာကပျောက်သွားတယ်ဒါကြောင့်ဆာဆာရဲ့အမျိုးတွေကလည်းရဲစခန်းကိုတွားပြီးလူပျောက်တိုင်ကြားထားတယ်ပြီးတော့ဆာဆာမပျောက်သွားခင်ဆာဆာကအမျိုးသားတယောက်နဲ့အဆက်အသွယ်လုပ်တယ်အဲ့ဒီအမျိုးသားနာမည်ကပိုင်အောင်ချစ်အသက်23အဲ့လိုတီးတော့ရဲလဲပိုင်အောင်ချစ်ကိုခေါ်ယူစစ်ဆေးမှုလုပ်လိုက်တယ်ပိုင်အောင်ချစ်လဲသူလှုပ်ကြောင်းသူတခါတည်းဝန်ခံနေရှင်အစပိုင်းပိုင်အောင်ချစ်ရဲစီထွက်ဆိုချက်ပေးတာကသူနဲ့ဆဆကတွဲနေတာတလပဲရသေးတယ်ပြီးတော့ဆဆကသူ့စီဘတ်ငွေ9000ချီးတယ်အခင်းဖြစ်တဲ့ည9ရက်နေ့ည9နာရီ10နာရီအချိန်လောက်မှာဆဆကသူ့ကိုအကျွေးဘတ်9000ပြန်ဆက်ဖို့လမ်းဘေးတနေရာမြောင်းနာမှာချိန်လိုက်တယ်တဲ့ရှင်ဒါကြောင့်သူလည်းအဲ့ဒီနေရာမှာဆဆကိုတွေ့တယ်နှစ်ယောက်သားတွေ့တော့ဆဆကသူ့ကိုပြဿနာရှာတယ်အတန်ကြဲကြဲနဲ့စကားပြောတယ်ပြီးတော့သူ့စီမှာပါလာတဲ့ဓာတ်ကိုလူယူပြီးသူ့ကိုထိုးဖို့လုပ်တယ်ဒါကြောင့်ဆဆလက်ထက်ကဓာတ်ကိုသူလူယူပြီးသူဆဆကိုထိုးလိုက်တာလို့ထွက်ဆိုချက်ပေးခဲ့တယ်ရှင်ပေမဲ့ဆဆအမျိုးနဲ့ရဲတွေကမယုံဘူးဘာလို့လဲဆိုတော့ဆဆကပိတ်ဆန်ရှိတဲ့သူစီချီးမယ်ဆိုတာမဖြစ်နိုင်ဘူးရှင်ဒါကြောင့်ရဲကပိုင်အောင်ချစ်အမှန်တရားမပြောမချင်းတနေ့ကုန်စစ်ဆေးမှုလုပ်တယ်နောက်ဆုံးတော့ပိုင်အောင်ချစ်ဝန်ခံသွားတယ်ရှင်ပိုင်အောင်ချစ်ဘယ်လိုပြောလဲဆိုတော့အမှန်တော့သူဆာဆာကိုကြက်ရှင်လို့သူကြက်တာမဟုတ်ဘူးသူ့ကိုခိုင်းတဲ့လူရှိတယ်တဲ့ရှင်သူ့ကိုခိုင်းတဲ့သူကဘယ်သူလဲဆိုတော့ပုံထဲကအင်ကြီးအနီရောင်နဲ့အမျိုးသမီးနာမည်ကမနာဝအသက်26သူတို့3ယောက်စလုံးကမြန်မာနိုင်ငံသားတွေဖြစ်တယ်ရှင်ပိုင်အောင်ချစ်ထွက်ဆိုချက်ပေးတာကတော့သူနဲ့ဆာဆာနေကတွဲနေတာကိုသူကခြံခုံပြီးမနောင်နဲ့ထက်တွဲတယ်မနောင်နဲ့တေဆုံးသွားသူဆာဆာကငယ်ရှင်ဖြစ်လာကြတာ10နှစ်ရှိပြီအရာနဲ့မှရင်းနှီးကြတာတဲ့ရှင်ဆာဆာကမနောင်ကိုဘယ်လောက်ထိရင်းနှီးပြီးယုံကြည်လဲဆိုတော့မနောင်ကဆာဆာစီဖုံးလေးလုံးအရစ်ကြနဲ့ဝယ်တဲ့အပြင်မနောင်ကဆာဆာကိုဘတ်ငွေရာကြီးလဲချီးတယ်ရှင်ငွေပမာဏအတိကြတော့မသိရဘူးတချို့တင်းထဲမှာဘတ်9000တချို့တင်းထဲမှာကတော့ဘတ်သိန်းလို့ပြောတယ်ရှင်တင်းဌာနတစ်ခုနဲ့တစ်ခုထုတ်ပြန်တာချင်းမတူလို့ရှင်မနောင်ကအရန်နဲ့မှအကျဉ်ပုတ်တယ်လို့ရှင်ဆာဆာစီကငွေချီးတယ်ဆာဆာစီကဖုံးကိုအရေးကြလေးလုံးဝယ်တယ်ပြီးတော့ဆာဆာရဲ့ချစ်သူကိုလူတယ်နောက်ဆုံးဆာဆာကိုသူအကျွေးမဆက်ရှင်လို့မနောင်သူပိုင်အောင်ချစ်နဲ့ message ထဲမှာပြောပြီးတော့သူပိုင်အောင်ချစ်ကိုခိုင်းတယ်ဘယ်လိုတွေခိုင်းပြီးနှစ်ယောက်သားဘယ်လိုတွေအစီအစဉ်ဆွဲကြလဲဆိုတော့